ခရီးသွားတွေရုံအောင်ကြော်ညာမိပြီးမှဂျင်းကုမ္ပဏီဖြစ်နေလို့ငွေရော်ရတော့မဲ့စိန်ဖြိုးနဲ့ရီရီပွင့်ဖြူအခုလက်ရှိလူမှုကွန်ရက်မှာနာမည်ကြီးဆယ်လီတွေခရီးသွားရင်ဂျင်းအကြီးစားအထက်ခံရတဲ့ကိစ္စမှာအဓိကနာမည်ပိုထွက်နေရကတော့အဆိုပါလင်းလေသွားတဲ့ထိုးကုမ္ပဏီကိုယုံကြည်မှုရှိအောင်မောတင်ကြော်ညာပေးခဲ့တဲ့နာမည်ကြီးခရီးသွားဘလော့ဂါတွေဖြစ်တဲ့စိန်ဖြိုးလိုင်နဲ့ရီရီပွင့်ဖြူတို့ပဲဖြစ်ပါတယ်စိန်ဖြိုးနဲ့ရီရီတို့ကခရီးသွားအေဂျင်စီတွေနဲ့ဆက်တူကြော်ညာလုပ်ကိုင်နေတဲ့သူတွေပါသူတို့သွားခဲ့တဲ့ဂျပန်ခရီးစဉ်ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့တဘောကြလောလောအလှမဲ့နန်းခင်စီယာဆွေတီဂျိုဂျိုနဲ့တခြားခရီးသွားတွေကအဆိုပါတိုးကိုယုံကြည်စိတ်ချစွာနဲ့ငွေအပြည့်ချေပြီးတော့လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်ဂျပန်ခရီးစဉ်စတင်ချိန်မှာတော့ဘလော့ဂါတွေပြတယ်လို့လုံးဝသားရမနေခဲ့ပါဘူး။ခရီးစဉ်စရောက်ကလေးကဟိုတယ်ဘုတ်ကင်အတူတွေလေယာဉ်လက်မှတ်အတူတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့လမ်းဘေးရောက်မလို့အခြေအနေတွေကြုံခဲ့ရပါတယ်။ပိုဆိုးတာကခရီးသွားနေစဉ်လန်တဝက်မှာတင်ငွေတွေထပ်မံညှစ်တောင်းတဲ့အထိကြားဖြန့်ဆန်ဆန်လိမ်လည်မှုတွေနဲ့ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတယ်လို့နင့်နာသူတွေကဒေါသတကြီးနဲ့ဖွင့်ဟလာကြပါတယ်။ဒီလိုမျက်နှာပြောင်တိုက်လိမ်လည်သွားတဲ့ကုမ္ပဏီကိုအလှမဲ့နန်းခင်စီရဦးဆောင်တဲ့နင့်နာသူတွေကပြပြတသားတရားစွဲဆိုသွားမှာဖြစ်ပါတယ်။ဒီနေရာမှာပရိသတ်တွေဘက်ကအဓိကထောက်ပြနေရကတော့ကြော်ညာပေးခဲ့တဲ့စိန်ဖြိုးနဲ့ရီရီပွင့်ဖြူတို့ရဲ့တာဝန်ယူမှုအပိုင်းမှာပဲပြည်သူတွေဘက်ကကုမ္ပဏီကိုယုံနာထက်ဒီဇနီးမောင်နှံကိုယုံကြည်လို့သွားခဲ့ရကြောင်းကြော်ညာယုံတသက်ပါဆိုပြီးတော့လက်ဆောင်နေလို့မရပဲနင့်နာသူတွေအတွက်တစ်စိတ်တစ်ပိုင်းတာဝန်ယူဖြည့်ရှင်းပေးတဲ့နေလို့ပြင်းပြင်းထန်ထန်ဝေဖန်တောင်းဆိုနေကြပါတယ်ရှင်ခရီးသွားတွေရုံအောင်ကြော်ညာမိပြီးမှဂျင်းကုမ္ပဏီဖြစ်နေလို့ငွေရော်ရတော့မဲ့စိန်ဖြိုးနဲ့ရီရီပွင့်ဖြူအခုလက်ရှိလူမှုကွန်ရက်မှာနာမည်ကြီးဆယ်လီတွေခရီးသွားရင်ဂျင်းအကြီးစားအထက်ခံရတဲ့ကိစ္စမှာအဓိကနာမည်ပိုထွက်နေရကတော့အဆိုပါလင်းလေသွားတဲ့ထိုးကုမ္ပဏီကိုယုံကြည်မှုရှိအောင်မောတင်ကြော်ညာပေးခဲ့တဲ့နာမည်ကြီးခရီးသွားဘလော့ဂါတွေဖြစ်တဲ့စိန်ဖြိုးလိုင်နဲ့ရီရီပွင့်ဖြူတို့ပဲဖြစ်ပါတယ်စိန်ဖြိုးနဲ့ရီရီတို့ကခရီးသွားအေဂျင်စီတွေနဲ့ဆက်တူကြော်ညာလုပ်ကိုင်နေတဲ့သူတွေပါသူတို့သွားခဲ့တဲ့ဂျပန်ခရီးစဉ်ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့တဘောကြလောလောအလှမဲ့နန်းခင်စီယာဆွေတီဂျိုဂျိုနဲ့တခြားခရီးသွားတွေကအဆိုပါတိုးကိုယုံကြည်စိတ်ချစွာနဲ့ငွေအပြည့်ချေပြီးတော့လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်ဂျပန်ခရီးစဉ်စတင်ချိန်မှာတော့ဘလော့ဂါတွေပြတယ်လို့လုံးဝသားရမနေခဲ့ပါဘူး။ခရီးစဉ်စရောက်ကလေးကဟိုတယ်ဘုတ်ကင်အတူတွေလေယာဉ်လက်မှတ်အတူတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့လမ်းဘေးရောက်မလို့အခြေအနေတွေကြုံခဲ့ရပါတယ်။ပိုဆိုးတာကခရီးသွားနေစဉ်လန်တဝက်မှာတင်ငွေတွေထပ်မံညှစ်တောင်းတဲ့အထိကြားဖြန့်ဆန်ဆန်လိမ်လည်မှုတွေနဲ့ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတယ်လို့နင့်နာသူတွေကဒေါသတကြီးနဲ့ဖွင့်ဟလာကြပါတယ်။ဒီလိုမျက်နှာပြောင်တိုက်လိမ်လည်သွားတဲ့ကုမ္ပဏီကိုအလှမဲ့နန်းခင်စီရဦးဆောင်တဲ့နင့်နာသူတွေကပြပြတသားတရားစွဲဆိုသွားမှာဖြစ်ပါတယ်။ဒီနေရာမှာပရိသတ်တွေဘက်ကအဓိကထောက်ပြနေရကတော့ကြော်ညာပေးခဲ့တဲ့စိန်ဖြိုးနဲ့ရီရီပွင့်ဖြူတို့ရဲ့တာဝန်ယူမှုအပိုင်းမှာပဲပြည်သူတွေဘက်ကကုမ္ပဏီကိုယုံနာထက်ဒီဇနီးမောင်နှံကိုယုံကြည်လို့သွားခဲ့ရကြောင်းကြော်ညာယုံတသက်ပါဆိုပြီးတော့လက်ဆောင်နေလို့